ဒီနေ့ကတော့ကျွန်တော်တို့ကားဘက်ထရီကိုအဟောင်းနေကျွန်တော်တို့ဆိုင်ကယ်ဘက်ထရီကိုအဟောင်းနေပြီးတော့လို့ရှိရင်ကျွန်တော်မီးစက်ဘက်ထရီကိုအဟောင်းတွေကိုလွှင့်ပစ်စရာမလိုဘူးဗျာကျွန်တော်တို့ညဘက်မှာအရန်မီးဘေးစနစ်အနေနဲ့ပြန်သုံးလို့ရအောင်လုပ်လို့ရတဲ့ဆက်ကလေးပါအဲ့ဒါကတော့ကျွန်တော်တို့တရားထုတ်ထားတဲ့ချာချာပေါ့ကျွန်တော်တို့ smart charger ပါသူကတော့ဒီမှာဆိုလို့ရှိရင် battery charger တုံးလို့ပြောရင်တော့မြင်မှန်တယ်ဗျာ12 volt battery လည်းရတယ်24 volt battery လည်းရတယ်သူကတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် ampere အနေနဲ့ဆိုရင်သူက180 ampere အများဆုံးအနည်းဆုံးတော့28 ampere ရှိတဲ့ battery တုံးကိုအားသွင်းလို့ရတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင်အမြန်တွင်းမလားအနှေးတွင်းမလားတွင်းလို့ရတယ် on off ခလုပ်ပါတယ် fuse ပါတယ်ပြီးဒီကောင်ကတော့12 volt 24 volt ပြောင်းတယ်ဒီမှာဒီလိုပုံစံမျိုးပါတယ်ဒီမှာ digital တိုင်ခွက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူကဘယ်လို ampere ဘယ်လိုနဲ့တွားနေလဲဆိုတာကိုကျွန်တော်ကပြတယ်ပြီးရင်ဒီမှာဆိုရင် battery O ကိုတွားညှက်ဖို့အတွက်အဖြူနဲ့2 clip ပါတယ်ပြီးရင်ဒီမှာအဓိကတော့ကျွန်တော်ကနည်းနည်းအတွင်းဘက်ကိုတစ်ချက်တွားကြည့်မှာအတွင်းဘက်မှာဘယ်လောက်ဒီ total လို့ပြောလိုက်တာနဲ့တော့ဖြစ်ကလာဆန်းကျွန်တော်တို့ကသူကတိစောက်ထားမှာတော့မဟုတ်ဘူးဒါဆိုရင်ကျွန်တော်နဲ့အတူတစ်ချက်အထဲကိုတွားကြည့်မယ်သူကတော့အထဲမှာထွေထူးတော့မပါဘူးအဓိကကတော့အားတွင်းတဲ့စနစ်အနေနဲ့ဆိုဒီမှာဆိုလို့ရှိရင်သူကဒီမှာဆိုရင်အပေါ်ကာဘာကိုသူကဒီလိုပုံစံမျိုး ground ပုံစံမျိုးမြုပ်ထားတယ်ထည့်ပေးထားတယ်ပြီးရင်ကူလီစနစ်တွေဒါမျိုးထည့်ပေးထားတယ်သူကဒီကောင်ကြီးကလေးလာဘာကြီးကလေးလဲပေါ့နော်ဒီမှာတူထဲမှာဆိုလို့ရှိရင်ဒီကောင်ကြီးပေါ့ဒီမှာလုံးဝဒီမှာဆိုရင်ကြီးထုတ်ကြီးမိန်ထုတ်ကြီးနှစ်ထုတ်ကလုံးဝအဲ့ဒါကြီးကလေးနေတာပေါ့ပြီးနောက်တစ်ခုကအပေါ်ကဒီကောင်ကြီးကလည်းသူ့ရဲ့ weight တုံးကြီးကလည်းတော်တော်လေးတယ်အားကြောင့်မလို့ဒီကောင်ရဲ့အားတွင်းနဲ့ကျွန်တော်အားတွင်းချာချာတုံးကြီးကတော်တော်လေးပါတယ်လို့ကြည်နေတာသူထဲမှာကျွန်တော်တို့က coin ဆိုလို့ရှိရင်လည်း 100% ကျွန်တော် copper wire အောင်မှလုံးဝအထူကြီးပတ်ထားတယ်ပြီးရင်သူ့ရဲ့ဒီ main တုပ်ကြီးပေါ့နော် main တုပ်ကြီးရှိတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ဒီလိုပုံစံမျိုးပါဒီပုံစံမျိုးပါအထဲမှာတော့ရိုးရိုးရှင်းပါပဲဘာမှမပါပါဘူးကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့180 ampere အများဆုံးအနည်းဆုံးက28 A8 အထိကျွန်တော်အားသွင်းလို့ရတယ်ကျွန်တော်တို့ battery အားသွင်းလို့ရတယ်เนาะဒါပေမဲ့ lithium battery lipo battery တွေရောအားသွင်းလို့ရမှာမဟုတ်ဘူးသူကတော့ကျွန်တော်ကား battery ကိုအချောက်တွေကိုအားသွင်းတာပေါ့เนาะ battery ကိုအဟောင်းနေပဲဖြစ်ဖြစ်အစ်တွေပဲဖြစ်ဖြစ်ကြိုက်တာသွင်းလို့ရတယ်ကဲ12 volt battery ရော24 volt battery ရောဘာလာ down လို့ရတယ်ကျွန်တော်တို့က total ရဲ့ Amisa smart charger battery smart charger ကိုလိုချင်တယ်ဆိုကျွန်တော် Teco 7 electronic hardware မှာကိုကြော်လိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်